မင်္ဂလာပါဗျာပူတို့ဒီနေ့မှနားယူနေတယ်โอเคကျွန်တော်ကို unit cycle ကျွန်တော် unit cycle စီးပြနေတော့တချို့က unit cycle ပို့ပေးပါမြန်မာနိုင်ငံပို့ပေးပါလို့ကျွန်တော်အရင်တင်ထားတဲ့ဗီဒီယိုကိုသိတဲ့သင်္ကေတရှင်တွေဆိုတော့ကိစ္စမရှိဘူးကိုအသစ်တွေကျွန်တော် follower လောက်တဲ့အသစ်တွေထင်ပါတယ်သူတို့ကျွန်တော်ကိုမေးနေကြတယ် unit cycle ရန်ကုန်ပို့ပေးလားမန္တလေးပို့ပေးလားအဲ့လိုမျိုးမေးနေကြတဲ့သင်္ကေတရှင်တွေကျွန်တော်ထင်တယ်တာရှိလိုက်ဖက်တွေမှာလည်းရောက်ရထင်တယ်အဲ့ဒီကတီးကြတော့မသိဘူးတာရှိလိုက်ဖက်တွေမှာလည်းလိုရှင်တွေအဲ့ဖက်မှာစုံစမ်းပေးပါတချို့မန်းလေးမှာလည်းတချို့ electronic PC တွေရောက်တဲ့ဆိုင်တွေကတချို့မှာပေးတယ်လို့ပြောတယ်အဲ့ဖက်တွေကမှာလို့ရတယ်အမေအကြောက်တွေကို unit cycle နာပါတဲ့အကြောက်တွေကိုသိရှင်နေဆိုလည်းမေးလို့ရတယ်ကျွန်တော်ကတော့ဒါကတော့ရောက်တာမဟုတ်ဘူးဒါပေမဲ့မလေးရှားကသင်္ကေတရှင်တွေဆိုတော့ကျွန်တော်ကိုလိုရှင်တွေဆိုရင်ဒီ KNA နေတဲ့တင်ရှင်ဆိုတော့ရတယ်ကျွန်တော်အကူအညီပေးလို့ရတယ်ပြောပြဖို့လာတာဒီနေ့လုံးမရှိဘူးโอ้Okay, see you.